Spain နဲ့ Cape Verde တို့ရဲ့2026ကမ္ဘာဖလားအုပ်စုဖွင့်ပွဲအတွက်Opta စူပါကွန်ပျူတာကတော့ Euro 2024ချန်ပီယံစပိန်အသင်းဟာဒီပွဲမှာအနိုင်ရနိုင်ခြေ88.2ရှိတယ်လို့ခန့်မှန်းထားပါတယ်။အများစုသော simulation တွေမှာစပိန်ကအနိုင်ရထားတာကြောင့်ပွဲစဉ်အဖွင့်ကိုအားကောင်းကောင်းစတင်နိုင်မယ်လို့ယူဆထားကြပါတယ်။စပိန်အသင်းအတွက်ဒီကမ္ဘာဖလားဟာ18ကြိမ်မြောက်ပါဝင်ရှင်ပြိုင်ခြင်းဖြစ်ပြီးဆက်တိုက်13ကြိမ်ပါဝင်လာတာလည်းဖြစ်ပါတယ်။ဒီမှတ်တမ်းကဂျာမနီရဲ့16ကြိမ်ဆက်တိုက်နောက်မှာဥရောပအသင်းတွေရဲ့ဒုတိယအရှည်ဆုံးဖြစ်ပါတယ်။ Cape Verde ကတော့ကမ္ဘာဖလားသမိုင်းမှာပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်တဲ့အသင်းဖြစ်ပြီး2006ခုနှစ်ကနောက်ပိုင်း World Cup တဲ့ပမာ Knockout Stage တက်နိုင်တဲ့ပထမဆုံးအာဖရိကအသင်းဖြစ်လာဖို့ကြိုးစားနေပါတယ်။စပိန်အသင်းအခြေအနေEuro 2024ဗိုလ်လုပွဲမှာအင်္ဂလန်ကို2-1နဲ့အနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့တဲ့စပိန်အသင်းဟာအခု2026 World Cup ကိုFIFA Ranking အဆင့်2နဲ့ဝင်လာတာဖြစ်ပါတယ်။ Qualification ပွဲစဉ်6ပွဲမှာ5ပွဲနိုင်ပြီးအုပ်စုထိပ်ဆုံးနဲ့တက်လာခဲ့ပါတယ်။ဒီနှစ် World Cup ကိုပါအနိုင်ရခဲ့မယ်ဆိုရင်စပိန်ဟာ World Cup title နှစ်ခုလုံးကိုတပြိုင်နက်ကင်ဆောင်နိုင်တဲ့သမိုင်းဝင်အသင်းတွေထဲထပ်မံပါဝင်လာမှာဖြစ်ပါတယ်။အရင်ကဒီလိုအောင်မြင်ခဲ့တဲ့အသင်းတွေကတော့အနောက်ဂျာမနီပြင်သစ်စပိန်ကိုယ်တိုင်2008 Euro 2010 World Cup 2012 Euro တို့ပဲရှိပါတယ်။နီးပြ Luis de la Fuente လက်ထက်မှာစပိန်အသင်းကအရန်တည်ငြိမ်လာပြီး2023မတ်လစကာလန်ကို2-0နဲ့ရှုံးပြီးနောက်ပိုင်း competitive matches 30ပွဲဆက်မရှုံးထားပါဘူး။အဲ့ဒီအတွင်း25ပွဲနိုင်ထားပါတယ်။ World Cup Qualification မှာလည်းတပွဲပြတ်မြောက်ကို7ကြိမ် target ပေါ်ကန်နိုင်ခဲ့ပြီးဒါဟာ Qualification ဝင်တဲ့အသင်းအားလုံးနဲ့အများဆုံးဖြစ်ပါတယ်။စပိန်ကအန္တရာယ်ရှိတဲ့ကစားသမားများMichael Oyarzabal က Euro 2024ဗိုလ်လုပွဲအနိုင်ဂိုးသွင်းခဲ့သူဖြစ်ပြီး UEFA Qualification မှာ6ဂိုး4 assists စုစုပေါင်း goal involvement 10ကြိမ်ရှိခဲ့ပါတယ်။သူထက်ပိုကောင်းတဲ့သူကတော့ Erling Haaland Memphis Depay နှစ်ယောက်ပဲရှိပါတယ်။ World Cup တက်ခွင့်ရပြီးနောက် friendly ပွဲတွေမှာလည်း Oyarzabal က4ပွဲမှာ3ဂိုးသွင်းထားပါတယ်။ Ferran Torres Pedro Victor Munoz တို့လည်း form ကောင်းနေကြပါတယ်။စပိန်ရဲ့ World Cup မှတ်တမ်းကအပြည့်အဝမကောင်းသေးပါဘူး။စပိန်ကအင်အားကြီးပေမဲ့နောက်ဆုံး World Cup 6ပွဲမှာ10မိနစ်အတွင်းနိုင်ပွဲတစ်ပွဲပဲရထားပါတယ်။အဲ့ဒီတစ်ပွဲကတော့2022 World Cup Group Stage မှာ Costa Rica ကို9-0နဲ့နိုင်ခဲ့တာပါ။ဒါကြောင့်စပိန်ဟာနာမည်ကြီးသလို World Cup မှာအမြဲတမ်းအောင်မြင်နေတဲ့အသင်းတော့မဟုတ်သေးပါဘူး။ Cape Verde က Afcon 4ကြိမ်ဝင်ပြိုင်ထားရမှာ3ကြိမ် Knockout Stage တက်ခဲ့ပူးပါတယ်။2013 Quarter Final 2023 Quarter Final တို့အထိတက်ခဲ့ပါတယ်။ Qualification Campaign မှာ9ပွဲကနေ6ပွဲနိုင်ခဲ့ပြီး form ကောင်းနေပါတယ်။ World Cup မတိုင်ခင် friendly ပွဲတွေမှာလည်း Serbia ကို3-0 Bermuda ကို3-0နဲ့အနိုင်ရထားပါတယ်။ Cape Verde ရဲ့အရေးကြီးကစားသမားများ Dylan Livramento က Qualification နောက်ဆုံး5ပွဲမှာ4ဂိုးသွင်းထားပြီး3ပွဲမှာ opening goal သွင်းခဲ့ပါတယ်။ Cameroon ကို1-0နဲ့နိုင်တဲ့အရေးကြီးပွဲမှာလည်းသူပဲဂိုးသွင်းခဲ့တာပါ။အသင်းကောင်းဆောင်ကတော့အတွေ့အကြုံရှိ Winger Rain Manda ဖြစ်ပါတယ်။နောက်ခံလူ Logan Costa ကလည်း Villarreal မှာကစားနေတဲ့အတွက်စပိန်ကစားသမားတွေအကြောင်းသိပြီးသားဖြစ်ပါတယ်။ဒီပွဲဟာစပိန်နဲ့ Cape Verde တို့ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပါတယ်